အားလုံးပဲမင်္ဂလာပါတူရီကိုအကြိုင် YouTube channel လေးကနေကိုမာတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့လည်ခင်းလေးပါမျိုးတို့ရေမင်္ဂလာရှိသောနေ့လည်ခင်းလေးမှာမင်္ဂလာရှိတဲ့စကားလေးတွေပြောရင်းနဲ့ကိုမာတွေအားလုံးနဲ့မနက်ဖြန်ကျွန်တော်တို့15ရက်6လ2026တနင်္လာနေ့12နာရီတမိနစ်အဖွင့်နေ့လေးအတွက်အကောင်းဆုံးသောလုံးမိုင်လေးတွေဝမ်းချင်းလေးတွေကိုပြန်လဲမျှဝေပေးမယ်ဗီဒီယိုဖိုင်လေးပါကိုကြိုင် channel လေးကိုအများအားစောင့်မျှော်အားပေးနေတဲ့ဆိုတဲ့အကိုဒီမတွေအားလုံးကလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့တလုံးတော်ကြီးနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒလေးတွေလည်းပြည့်ဝကြပါစေလို့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကဲချစ်တော်မျိုးတွေအားလုံးပဲမင်္ဂလာရှိသောနေ့လည်ခင်းလေးပါဗျဟုတ်ပြီဒါဆိုရင်ကိုမတွေအားလုံးပဲကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာတော့ကျွန်တော်အဖွဲ့ဝင်တွေအားလုံးပဲ6ပတ်သီးနဲ့ရရှိခဲ့သလိုဒုတိယအကြိမ်ကျွန်တော်တို့5ပတ်သီး45မိန်းခွက်နဲ့လည်းအောင်မြင်ခဲ့တယ်ဒီတစ်ပတ်မှာလည်းကျွန်တော်အဖွဲ့ဝင်တွေအားလုံးဒီည10နာရီကြာမှကျွန်တော်ခဏစပို့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော် Viber နဲ့ဆက်သွယ်ပြီးအဖွဲ့ဝင်ထားတဲ့ဆိုတဲ့လူသစ်ကိုမတွေအားလုံးကလည်းလူသစ်လူဟောင်းကိုမတွေအားလုံးက Viber နဲ့စောင့်နေပြီပါည10နာရီကိုကျွန်တော်ခဏလေးပို့ပေးပါမယ်ဒါမှမဟုတ်လို့ဖုန်းနဲ့ဓာတ်ရိုက်ဆက်သွယ်ထားတဲ့ဆိုတဲ့အကိုမတွေအားလုံးကလည်းမနက်ဖြန်မနက်9နာရီထိုးလို့မှကျွန်တော်ပို့တဲ့ခဏမရောက်လာဘူးဆိုဖုန်းလေးဓာတ်ရိုက်ဆက်သွယ်ပြီးတော့လာယူနိုင်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်ကိုမာတွေအားလုံးပဲမနက်ဖြန်အတွက်ခဏလေးတွေကိုပြောမယ်ကိုမာတွေအားလုံးတခုပြောချင်တာကအခုကြည့်နေတဲ့အကူမတွေအားလုံးပဲအကြောင်းမျိုးကြောင့်ရှုံးနေများနေတဲ့အဖွဲ့ဝင်ညင်နဲ့အဖွဲ့ဝင်ကတ်ဆက်ကြီး1000ကျပ်နဲ့လက်တွဲခြင်းနဲ့အဆိုတဲ့အကူမတွေအားလုံးကလည်းကျွန်တော်ရဲ့ logo မှာဖုန်းနံပါတ်ကလေးရှိပါတယ်ဖုန်းလေးတွေတိုက်ဆက်သွယ်ပြီးအဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ကြီးကတ်ဆက်ကြီး1000ကျပ်ပါအဖွဲ့ဝင်ဘာရမလဲဆိုရင်ကျွန်တော်တို့300အတွင်းဇာတို့ပတ်တိနဲ့ main ကတရားရခိုင်တာဝန်ယူမှုတောင်းခံမှုအပြည့်နဲ့ပေးထားတဲ့ဇာတို့ပတ်တိနဲ့ main ကိုဦးစားပေးပြီးထုတ်ပေးမှာပါကျွန်တော်ဖွဲ့ဝင်နေအားလုံးပဲเนาะကျွန်တော်ပေးတဲ့ပတ်သီးဒီအဓိက2ရက်အတွင်းပဲဟုတ်ပြီဒါဆိုကျွန်တော်နေတဲ့ကဏ္ဍလေးစီသွားမယ်ကျွန်တော်အမျိုးတွေအားလုံးပဲမနက်ဖြန်15ရက်6လ2026တနင်္လာနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောဝမ်းချင်းဒီကျွန်တော်တို့6-4ဝမ်းချင်းကိုကင်ကစားပါမယ်9နဲ့ပတ်သက်ရင် main တင် main ရော4ခွက်ရှိပါတယ်ကျွန်တော်တို့4နဲ့ပတ်သက်ရင် main တင် main ရော4ခွက်ရှိပါတယ်9ပိုင်9ပတ်တီကိုကြိုင်းနဲ့တက်တဲ့သူတွေအားလုံးက9ပိုင်9ပတ်တီကိုပတ်လို့ရပါတယ်4ပိုင်4ပတ်တီကိုကြိုင်းနဲ့တက်ပါတယ်ဆိုတဲ့အမျိုးတွေအားလုံးကလည်း4ပိုင်4ပတ်တီကိုပတ်လို့ရတယ်6-4ဒီပတ်တီပါ6-4ဝမ်းကြီးမဖြစ်မနေကောင်းပါတယ်เนาะတကယ်ကောင်းတဲ့ဝမ်းကြီးမှာဒါကြောင့်မလို့ကိုမာတွေအားလုံးပဲ9နဲ့ပတ်သက်လို့9ကိုကြိုက်ပါတယ်9နဲ့ပတ်သက်လို့ main နဲ့ main ရော4ခွက်ကိုကစားခြင်းနဲ့ဆိုတဲ့အကူမတွေအားလုံးက9နဲ့ပတ်သက်ရင်90 95 93 98ဖြစ်ပါတယ်เนาะ90 95 93 98ဖြစ်ပါတယ်ဒါကြောင့်မလို့ဒါမှမဟုတ်လို့เนาะကိုကိုမကြိုက်ဘူးကျွန်တော်4ကိုကြိုက်ပါတယ်4ကိုပဲပတ်မယ်ဆိုတဲ့အမျိုးတွေအားလုံးအတွက်လည်း4နဲ့ပတ်သက်ရင်40 45 43 48ဖြစ်ပါတယ်ဒါမှကျွန်တော်ရဲ့နေတဲ့သမားတွေအားလုံးပဲเนาะမနှက်ပြန်ကျွန်တော်အဖွင့်နေလေးမှာအဓိကယုံကြည်စေချင်တာတော့ကျွန်တော်တို့6လေးဝန်းကျင်ကိုယုံကြည်စေချင်တယ်6လေးရတကယ်ကောင်းတယ်6နဲ့ပတ်သက်လို့လည်းကျွန်တော်တကွာကောင်းထုတ်ပေးခဲ့မယ်4နဲ့ပတ်သက်လို့လည်းတကွာကောင်းထုတ်ပေးခဲ့မယ်เนาะကိုကြိုက်တဲ့ကိုမတွေအားလုံးပဲ90 95 93 98 4ကိုကြိုက်ရင်လည်း40 45 43 48ဒီထဲမှာအကြိုက်ဆုံးပါနော်6နဲ့ပတ်သက်ရင်မိန်းနဲ့မင်းအောင်တစ်ခွက်ကောင်းအောင်ကစားခြင်းနဲ့ဆို6နဲ့ပတ်သက်ရင်90 4နဲ့ပတ်သက်ရင်40နော်ကျန်တဲ့3ခွက်ကကိုယ့်အကိုအဆင်ပြေသလိုကစားဒါပေမဲ့ကျန်တဲ့3ခွက်ကိုလည်းမဖြစ်မနေတော့ထည့်ထိုးနော်6-4ဝမ်းကြီး6နဲ့ပတ်သက်ရင်90 95 93 98ထဲမှာအကြိုက်ဆုံး90တစ်ခွက်ကောင်း4နဲ့ပတ်သက်လို့40 45 43 48ထဲမှာအကြိုက်ဆုံး40ဒီတစ်ခွက်ကောင်း9နဲ့4ကိုဘယ်ရရွေးရမလဲမသိဘူးကျွန်တော်နဲ့အကြိုက်တူမယ်ကျွန်တော်ရွေးပြတဲ့ပတ်တီကိုစောင့်မျှော်နေတဲ့သူတွေဘယ်နှယောက်ရှိလဲထုံးစံတိုင်း comment လေးမှာမင်္ဂလာပါလို့မှတ်ပေးတာ9ပိုင်9ပတ်တီ4ပိုင်4ပတ်တီကိုကြိုက်တဲ့သူတွေကိုပတ်လို့ရတယ်4ကိုကြိုက်တဲ့သူတွေ4ကိုပတ်လို့ရတယ်9နဲ့4မှာအားတာတာတော့ကိုမတွေအားလုံးမှာကျွန်တော်နဲ့အကြိုက်တူမယ်အားတာတဲ့ကဏ္ဍကိုယူမယ်ဆိုရင်တော့ကျွန်တော်4ပိုင်4ပတ်တီကိုကျွန်တော်ပို့ကြိုက်တယ်4ပိုင်4ပတ်တီဘာကြောင့်ကြတကယ်ကောင်းတဲ့4ပတ်တီနော်4ပတ်တီကတော့မနှက်ပြန်နေတိုင်းမှာအောင်မြင်အားမယ်လို့ကျွန်တော်ယူဆထားတယ်တကယ်ကောင်းတဲ့4ပတ်တီရနော်ကျွန်တော်နဲ့အကြိုက်တူမယ်ကျွန်တော်ရွေးပြတဲ့ပတ်တီကိုစောင့်မျှော်နေတဲ့သူတွေတော့က4ပိုင်4ပတ်တီရွေးပြထားတယ်ကျွန်တော်အဖွဲ့ဝင်အားလုံးကတော့နော်ကျွန်တော်ဒီည10နာရီမှာခဏပို့ပြီးမယ်ဒီည10နာရီမှခဏမရောက်ဘူးဆိုမနှက်ပြန်မနှက်9နာရီမှာအားလုံးဖုန်းလေးတိုင်းဆက်သွယ်လို့ရပါတယ်နော်ကဲမနှက်ပြန်ကျွန်တော်15ရက်6လ2026တနင်္လာနေ့12နာရီ10မိနစ်အတွက်ခဏလေးတွေပြောပြီးသွားပြီကျွန်တော်တို့မနှက်ပြန်နှိကင်း1နာရီလိုက်ရှုလေးထဲမှာ3D ကဏ္ဍလိုချင်တဲ့သူတွေလည်းမနှက်ပြန်နှိကင်း1နာရီလိုက်ရှုကိုစောင့်နေပါ3D အရင်တစ်ပတ်ကလိုပဲကျွန်တော်2ကွက်3မဟုတ်3ကွက်တော့ပို့ပြီးချပေးမယ်နော် live ထဲမှာပဲပေးမှာဒါ
ဒါကြောင့် like ကလေးကိုစောင့်မျှော်ပြီးအားပေးဖို့လိုပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ 3D ကဏ္ဍပြီးခဲ့တဲ့တစ်ပတ်က 3D ကဏ္ဍမှာကျွန်တော်ပေးခဲ့တာခွန်နှစ်ထွက်တာခွန်3ညဆိုတော့နည်းနည်းလေးလွဲသွားတယ်ဒီတစ်ပတ်မှာလို့အောင်မြင်မယ်လို့ယူဆထားတယ်ဒါကြောင့်မနေ့ကနေခင်းတနားရီလိုက်ရှုလေးထဲမှာ 3D ကဏ္ဍ3ခွက်ပို့ပြီးပြောပြီးမယ်အားလုံးပဲမနေ့ကနေခင်းတနားရီလိုက်ရှုကိုမဖြစ်မနေစောင့်နေကြပါနော်မနေ့ကနေခင်းတနားရီလိုက်ရှုလေးထဲမှာကျွန်တော်အောင်ပွဲခံရတဲ့ပြန်ဆောင်ကြမယ်အကောချမ်း channel လေးကိုအစားအဆုံးအားပေးတဲ့ဆိုတဲ့အကူမတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့တလုံးတော်ရင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးလည်းပြည့်ဝကြပါစေဗျာ拜拜嘛。